အားလုံးပါအဲ့လိုဒီနေ့မှာတရားနေတော့ဒီကွန်ပျူတာရေးစက်ကိုတော့တာပြောတယ်ဆောင်းရနေပေါ့လေတော့ဒီအားလုံးပါလေဒီတော့ချက်ချင်းဒီဆုံးဒီမှာရှင်နော်ဒီလိုevery time ပုတ်ပါမယ်။ကျေမန်ကိုပုတ်ပါမယ်။အဲဒီဒီခေါင်းလေးတော့ဒီမှာပုတ်စားဒီမှာပါမယ်။ဒီလိုမျိုးပါဒီအားစင်းရဒီပါမယ်။ဘာလို့လဲဒီလိုမျိုးပုတ်ပါမယ်။ဒါတော့အဖိုးလေးကျွန်တော်ရေးပြတယ်။မပါနဲ့လို့ဆိုတော့ဒီရောမှာဒါတူကျောင်းကနေပြီးသင်ချင်တယ်ဒီကျောင်းမှာဒီမှာစတိုင်းဒီနေရာတွေမှာလည်းပြပါတယ်။အဲ့ဒီလိုကျွန်တော်ဘာမှမသိဘူး။နောက်တစ်ခုကဒီမှာဒီမှာတော့ဒီဖောင်ကိုပြန်ပြီးတော့ရောက်လာပါတယ်။ဘာလို့လဲဆိုတော့ basic တွေပေါင်းမယ်။ basic တွေပေါင်းပြီးတော့ကျွန်တော်ဒီ math function တွေလည်းတော်တော်များများပါတယ်။ဒီကပါတယ်။ဒီအောက်မှာလို့ပဲဆွဲချအောင်ရတယ်။ဒီဒီစကေးပါမယ်။အောက်မှာတော့ပုံစံလေးတွေပါတယ်။နောက်တစ်ခေါက်ဝင်နေပေါင်းပြီးပြောပြလာပါမယ်။ဒီလိုမျိုးကတော့တင်လို့ရတယ်ပြောရင်ကြိုက်တာလို့ပဲတော့မှပဲပဲ။ပြိုင်အားလုံးကိုဟမ်းမလီနဲ့ပြောပြတာတိုင်းအပါလို့ကျေရပါမယ်။ဒါဆိုရင်ရှာဟမ်းမလီကိုကျွန်တော်ဆုံးတယ်။ဒါတော့ဒီဘာတော့ရှာဟမ်းမလီကိုဒါတော့ဒီလိုမျိုးပြပါတယ်။ဒီလိုမျိုးပါပါတယ်။ဒီလိုမျိုးပါပါတယ်။ဒီနိုင်တဲ့မိုက်တာဖာနောက်တဲ့အားတွေအိညာမှာချားတဲ့အိမ်တွေကတော့ဒါဆိုတာနောက်တဲ့ပြချာလို့တယောက်ထည့်ထားခဲ့တယ်။ဒါဒီပါတယ်။ဒီတိုင်းတော့ဆိုရင်tasking တွေတော့တော်တော်ပါပါတယ်။ပြောလို့ရှိရင်တော့ဒီဆိုင်လေးတွေပါတယ်။ဒါလည်းကောင်းတယ်။ဒီကတော့တော့ဒီစီးရီးတွေဒီလိုပါတယ်။ဒါလည်းပါမယ်ဒီဆိုင်ဒါတော့ဒီမစင်လေးပါတယ်။ဒီလိုတားရကောင်းတယ်။ဒါတော့ကျွန်တော်ပါတယ်ဟာလည်းပဲကောင်းတယ်ဒီအဲဒါကြောင့်ဒါလေးက copy လေးဖွင့်ရတယ်ဒီပါဒီဖွင့်ရင်ကျွန်တော်ဘာလဲချိန်တိုင်းကျွန်တော် email only ဖြစ်ပါတယ်တော့အတိုင်းရတာဒီလေးကိုတိုင်းပါတယ်ဒီအော်ဒီယိုဒီနေ့နဲ့ဆိုရင်ဒီတော့ပေါ့ဒါမှမဟုတ် Facebook မှာဒီ Messenger မှာပြီးတော့ဆောင်းနေရပါတယ်ဒီတော့မှကျွန်တော်ရှင်းပါတယ်တော့ဝင်နေတယ်အားလုံးကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်ပါတယ်တိုင်းလို့ချင်းတစ်ချက်တရားရှင်းလာကြလို့တော့ကွာနော်